ခုတလောဗီဒီယိုမတင်ပြတာတော်တော်ကြားနေပြီဆိုတဲ့ခါကျတော့ဒီအပတ်တော့ဗီဒီယိုတင်ရင်ကောင်းပါပဲဆိုပြီးတော့တွေးလိုက်မိတာပေါ့နော်အဲ့ဒါနဲ့ဘာအကြောင်းပြောရင်ကောင်းမလဲလို့စဉ်းစားလိုက်တဲ့ခါကျတော့အခုလက်တလောကြုံခဲ့ရတဲ့ကျမ်းမာရေးစစ်ဆေးတော့အတွေ့အကြုံပြောပြမယ်လို့စိတ်ကူးလိုက်မိတာပေါ့နော်တကယ်တော့အခုပြောပြမယ်အတွေ့အကြုံကဘာမှထူးဘူးသူတိုက်ရစရာမပါဘူးကိုကြုံခဲ့ရတဲ့အတွေ့အကြုံနည်းနည်းရည်ရတယ်လို့ခံစားရတာကြုံခဲ့တော့မရည်ရဘူးနောက်မှပြန်တွေးလိုက်ရင်ရည်ရတာအဲ့အကြောင်းကိုပြောပြမယ်လို့စဉ်းစားထားပါပေါ့နော်ရေလို့စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးမစိတ်ဝင်စားရင်တော့ကြော်လိုက်ကြပါတော့ဒီတစ်ခေါက်ကျမ်းမာရေးစစ်ဆေးတဲ့အချိန်မှာထူးခြားဘာကြုံထူးခြားတော့မဟုတ်ဘူးစိတ်ညစ်စရာကောင်းတယ်ဘာကြုံခဲ့ရလဲဆိုတဲ့ခါကျတော့သွေးဖောက်ဖို့အတွက်သွေးကြောရှာရတာခက်တာပေါ့နော်အဲ့ဒါကိုကြားလိုက်တဲ့အချိန်မှာနေကဖတ်တီးရွယ်အဲ့ဒါကြောင့်မလို့သွေးကြောရှာရတာခက်တာပေါ့ဆိုပြီးတော့တွေးမိကြပါပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးကွယ်ကိုကကြတော့ဖတ်တီးဆိုပေမဲ့ပေါ့နော်သွေးကြောရှာရတာမခက်ဘူးလေထိုးလိုက်တာနဲ့ဇွက်ကနေတွေ့တယ်ပေါ့နော်ရှာရတာခက်တဲ့ထဲမှာမပါဘူးကွယ်သွေးဖောက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းသွေးဖောက်တဲ့လူရဲ့ကျွမ်းကျင်မှုကအရန်စကားပြောတာဟုတ်တယ်မလားအရန်ကျွမ်းတဲ့လူဆိုဇွက်ကနေပြီးသွားတိတ်မကျွမ်းတဲ့လူဆိုအောက်ကလူခံပြီးတော့ပဲအဲ့ဆိုကိုကအခုကြုံလိုက်ရတာတိတ်ပြီးတော့မကျွမ်းကျင်တဲ့လူနဲ့ကြုံလိုက်ရတဲ့ပုံရတယ်ပေါ့နော်အဲ့ဒါအပြင်းကိုမှကျမရေးစစ်ဆေးမဲ့နေ့ဆိုလို့ရှိရင်ည9 နာရီလောက်ကတည်းကအစားမစားရဘူးပေါ့နော်ရေတွေပါတယ်ဆိုလဲ2 နာရီအလိုအထိပဲရေတောက်လို့ရတာပါမျိုးကြီးရှိတာပေါ့နော်အဲ့ပေါ်မှာကိုကအိယာထားနောက်ကြတဲ့ခါကျတော့ည10 နာရီလောက်ကတည်းက10 နာရီလောက်ထိလုံးဝရေလည်းမတောက်လိုက်ရဘူး။အဒီဦးကလည်းပူချွေးတွေကလည်းအရန်ထွက်အဲ့မှာရေကလည်းမတောက်ထားတော့ရေတက်ခန်းချောက်ပြီးတော့သွေးကြောရှာရခက်တာလားဒါမှမဟုတ်လို့ရှင်လည်းတခြားစိုးရင်ပူပန်မှုတွေရှိတယ်ခုတလောအဲ့ဒါဆိုတော့အဲ့စိုးရင်ပူပန်မှုတွေကြောင့်မလို့ပဲ stress ဖြစ်ပြီးတဲ့ခါကျတော့သွေးကြောရှာလို့မတွေ့တာလားခုလောညဘက်တွေပါတယ်အေးရေးပြက်တာတွေပါလည်းရှိရပေါ့နော်အဲ့ဒါတွေကြောင့်မလို့ပဲသွေးကြောရှာရခက်တာလားတော့မသိဘူးပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဖြစ်နေတဲ့အဲ့လိုမျိုးအားနည်းချက်တွေနဲ့မကျွမ်းကျင်တဲ့လူနဲ့တွေ့သွားတဲ့ချိန်မှာအရန်ကိုဆိုးအတွေ့အကြုံရသွားတာကြီးသွေးဖောက်မဲ့နေရာကိုရောက်ပြီးတော့သူနာပြုရှေ့မှာထိုင်ပြီးတော့အဲ့သူနာပြုကလက်လေးပေးပါအောင်လို့ပြောပြီးတော့သွေးကြောကိုကြည့်ရဲမပေါ်လာနောက်တစ်ဖက်ကြည့်မယ်ဆိုရင်ဒီဘက်ကိုလည်းကြည့်အဲ့လိုမျိုးနဲ့သူက3 ခါလောက်လောက်တာလောက်တဲ့ချိန်ကျတော့ဒီကလေဟဲလို့ဒီမှာရဲ့ယုံကြည်စရာတော့မကောင်းဘူးဆိုပြီးတော့တွေးလိုက်ပြီသူကကိုယ့်ကိုမေးတာပါနော်ဒီနားလေးမှာဖောက်နေကြလာတယ်ဟုတ်တယ်လို့ဒီနားဆိုပြီးပြောလိုက်တဲ့ခါကျတော့သူကနေပြီးတော့အဲ့နားလေးကိုဒီလိုပုတ်ပြီးတဲ့ခါကျအဲ့နားလေးကိုဖိပြီးတော့စမ်းတယ်နော်ပုတ်တယ်ဖိပြီးတော့စမ်းတယ်အဲ့လိုမျိုး9 ခါလောက်လောက်တာပုတ်တာကတော့ကိစ္စမရှိဘူးဒီနားလေးကိုဒီလိုမျိုးဖိတာကျတော့ तू ကသာသွေးကြောကိုမခံစားမိတာကြီးကိုကကြတော့ကိုယ့်ရဲ့သွေးကြောကြီးကိုဖိထားတာကိုခံစားမိတယ်သွေးရမဖောက်ရသေးဘူးအဲ့နာကြီးကအရန်ကိုနားလာတာကြီးတော်တော်ကြီးကိုနားလာတော်ဝင်ငါ့ကိုမဖောက်နဲ့တော့နောက်နေ့မှပြန်လာတော့မယ်ဆိုပြီးတော့ပြောပြလိုက်ချင်တဲ့အထီကိုနားတယ်ပေါ့နော်သူလည်းအဲ့လိုဇောချွေးတွေပြန်နေမှာပေါ့နော်အဲ့ဒါကိုမြင်တဲ့ချိန်ကျတော့သူဘေးနားလေးမှာရှိရဟိုကအသက်ကြီးသူနာပြူကြီးပေါ့နော်သူနာပြူဖွားလာပြီးတဲ့ခါကျတော့သူကိုယ်တိုင်အဲ့လိုမျိုးဆန်းလိုက်တဲ့ခါကျတော့သွေးကြောကဒီနားလေးမှာလေးတဲ့ခံစားနေရပြီတဲ့အဲ့ဖွားဆိုဖိတော့မဖိဘူးနော်ဒီတိုင်းလေးပဲဒီနားကိုလက်နဲ့ထောက်လိုက်တဲ့ဆိုပြီးတော့သူ့ကိုအဲ့နာကိုထောက်ခိုင်းတာဂျပန်နေတော်တော်များများထုံးစံอ่ะပေါ့နော်နင်လုံးရမယ့်အလုပ်ကိုနင်ကိုယ်တိုင်ပဲလုပ်ငါတို့ကဘေးကနေပြီးတော့အကြံပေးတာတွေလမ်းညွှန်ပေးတာတွေလုပ်မယ်ငါတို့ဝင်မလုပ်ပေးဘူးဆိုတဲ့သူတော်တော်များတယ်ပေါ့နော်အခြေအနေရန်ဆိုးသွားမှသူတို့ကိုယ်တိုင်လုပ်ပေးတာပေါ့နော်ကိုတောင်ဝင်ကိုယူရမယ်ဆိုတဲ့သဘောမျိုးကြီးအဲ့လိုမျိုးတွေများတယ်ပေါ့နော်ခလိုမျိုးလဲပါတာပေါ့နော်ဂျူနီယာအနေနဲ့ကဓာကြီးကိုခက်ခဲတယ်ဆိုပြီးတော့စီနီယာကြီးကလုပ်ပေးလိုက်လို့ရှိရင်အဲ့ဂျူနီယာကဘာမှမတက်တော့ဘူးဖြစ်သွားမှာဟုတ်တယ်မလားတွေးကြုံနေရနေတစ်ဆင့်ပဲသင်ခန်းစာယူရတာဆိုတဲ့ခါကျတော့ तू ကလည်းအဲ့လိုသဘောမျိုးပေါ့နော်သူ့ဂျူနီယာကို तू ကဒါမျိုးလုပ်လို့ပဲဒီနေရာမှာဆန်းလက်လေးတင်ပြန်ဆန်းအဲ့လိုမျိုးနဲ့ကျမအဆန်းသက်ခံဖြစ်သွားပြီအဲ့လိုမျိုးအိုးဆိုတဲ့ तू ကလမ်းညွန်ပါဘောနော်ဒါပေမဲ့သူ့ရဲ့ဂျူနီယာလည်းမသိဘူးလေမတက်ဘူးပေါ့နော်မတက်တဲ့ခါကျတော့အဲ့လိုမျိုးဇွတ်ကြီးဖိထားလဲလုံးဝမတွေ့နောက်ကြသူနာပြုဆရာမကြီးကသူကစိတ်တော့တိတ်မရှည်တော့ဘူးနေမှာပေါ့နော်မရှည်တဲ့ခါကျတော့နင်းနဲ့ဒါကိုစမ်းလို့မရဘူးဆိုလို့ရှိရင်တဲ့လက်အနေအထောက်ပြောင်းလိုက်တဲ့သူကပြောတာကိုယ်စိတ်ထဲမှာကျတော့ဖွားသူနာပြုပဲသွေးဖောက်ဝေးပါတော့တွေပါတောင်းဆိုခြင်းလားပေါ့နော်ဒါပေမဲ့ပါဇက်ကမထွက်ဘူးဘာလို့လဲဆိုတော့ဇောကျွေးကြံပြီးပိတ်နေရတယ်ရတယ်နော်ခုတဲ့ခေါင်းလေးကိုဒီနားလောက်မှာခုထားတာကနေပြီးတော့မောင်းအလဲတော့ပေါ့နော်အဲ့နာကိုပြောင်းခုပြီးတော့တန်တန်ထားလိုက်တဲ့အချိန်ကျမှသူနာပြူကသွေးကြောကိုစမ်းမိသွားတာပဲသူ့ဆရာဝန်နေဆိုရင်အထိုးရင်တော့ထိုးလိုက်မှမသိဘူးလေသူကကျတော့အကြီးဇော့ကနေထိုးလိုက်ကြတယ်ကျမဥငနဲ့နာသွားတာကြီးပုံမှန်ဆိုလို့ရှိရင်အထိုးလိုက်ပြီဆိုတာနဲ့သွေးတွေကဝေါကနေဆိုပြီးတော့သူ့ရဲ့ဘူးလေးတွေကိုဝင်သွားတာလေဟုတ်တယ်မလားဒါပေမဲ့ဒီတစ်ခေါက်ကကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တစ်စက်ချင်းအဲ့လိုမျိုးလေးကြာနေတာသွေးကအဲ့လိုမျိုးတစ်စက်ချင်းကြာနေတာကိုမြင်တဲ့ခါကျတော့တခြားနေရာမှာရက်နေတဲ့စီနီယာသူနာဘူးတယောက်ကလာပြီးတဲ့ခါကျအခြေအနေကဘလို့လဲဆိုသွေးရတဲ့တစ်စက်ချင်းပဲကြာနေတာတဲ့အဲ့ဒါဆိုတော့တဲ့အချိန်ကြာမှာတဲ့သူကပြောတာကိုယ်လည်းတောင်းမှန်ပါတယ်တဲ့တိခန့်ပေးပါနော်ဆိုပြီးတော့အဲ့ကိုသွေးဖောက်တဲ့သူနာဘူးကပြောတာပေါ့နော်ကိုကလည်းဟုတ်လို့ပြောရုံပြင်ဘာရှိမှလဲဟုတ်တယ်မလားတကယ်တမ်းတော့သွေ
သွေးယူတဲ့ဟာဒီလောက်ဘူးနှစ်ဘူးစာယူတာကြီးအဲ့ဟာကိုပြေးဖို့အတွက်အချိန်တော်တော်ကြာတယ်ပေါ့နော်ကြာတဲ့အပြင်ကိုလက်ကျက်စီးထားလဲနားတယ်လေတော်တော်ကြီးကိုခံရခက်တယ်ပေါ့နော်စက္ကန့်တော်တော်များများကြာသွားတဲ့အချိန်အထိကိုဖန်မလင်းတဲ့ဟိုကသူ့ရမရောက်ဘူးမရောက်တဲ့အချိန်ကျတော့ဟိုသူ့ရဲ့စီနီယာသူ့ကိုပြောတာပေါ့နော်အကူတဲ့နည်းနည်းဟိုဘက်ဒီဘက်ရွှေ့ကြည့်ပါလားဆိုပြီးတော့သူကပြောတာသူပြောတာကိုကကြားလိုက်ရတဲ့အချိန်မှာတော့သွားပြီဟောငါရဲ့သွေးကြောတွေကိုဒါရိုးကြီးတွေလုံနေတော့မှနေမှာဆိုပြီးတော့စိတ်ထဲမှာတော်တော်ကြီးကိုဖိအားတွေများနေပြီပေါ့နော်အဲ့ဒီအချိန်မှာကိုကလည်းမကြည့်ရလဲမနေနိုင်ဘူးချိန်နေဘလို့ရှိလဲဆိုတာလဲဆက်ကဆက်စုကျင်သေးရပေါ့နော်အဲ့ဒါနဲ့ခိုးကြည့်လိုက်တဲ့အချိန်ကျတော့ဒီဘူးတွေကိုရောက်ဖို့နေနေတာပိုက်လိုင်းလေးရအောက်ထီတောင်မရောက်သေးဘူးကွယ်အဲ့မှာနေ तू ကဒါမျိုးတွေမှုေးနေတဲ့ဆက်ခါကျတော့ကိုကအရန်ကိုဖိအားတွေကများသွားပြီပေါ့နော်အဲ့ကျို့ဒါမျိုးအဲ့လိုဟိုဘက်ရွှေ့လိုက်ဒီဘက်ရွှေ့လိုက်လောက်တာပေါ့နော်သူ့ရဲ့စီနီကနေပြီးတော့အဲ့လိုမျိုးလောက်တာထဲတယ်နောက်တစ်ပေါက်ထိုးလိုက်တာပို့ပြီးတော့မြန်တယ်ပြောတာအဲ့သူနာပြီးကကိုကိုမေးတာပေါ့နော်ဒါကိုနှုတ်ပြီးတော့တဲ့ထပ်ထိုးမယ်တဲ့အစင်ပြေလားတဲ့မေးတဲ့ခါကျကိုကလည်းအေးပေါ်ဒီတစ်စက်ချင်းနဲ့နားနေမှာထက်စားလို့ရှင်တော့နောက်တစ်ပေါက်ထပ်ဆိုးလိုက်တာပိုကောင်းတယ်လို့ထင်တဲ့ခါကျတော့ရတယ်လို့ပြောလိုက်တာဒီမှာလူက mask တက်ထားတယ်ဆိုပေမဲ့ပေါ့နော်မျက်နှာမှာလုံးဝချွေးပေါက်တွေကပြန်းနေပြီကွယ်အဲ့ဒါကိုလည်းသူခုနကသူနာပြူဖွားဖွားမြင်နေနေမှာပေါ့နော်အဲ့လိုမျိုးအချိန်လေးအတွင်းမှာသူနာပြူဖွားဖွားလူ2ယောက်လောက်ကိုသွေးဖောက်ပြီးသွားပြီအဲ့ဆိုတော့သူအားသွားပြီပေါ့နော်အားသွားတဲ့ခါကျတော့ဒီဘက်ကအခြေအနေကလည်းတော်တော်ကိုမကောင်းဘူးလေအဲ့ဒါနဲ့သူကပြန်လာပြီးတဲ့ခါကျတော့ဟိုကတဲ့အပေါက်အစ်ဖောက်လိုက်တဲ့ဒီနားမှာပဲဖောက်လိုက်ဆိုဇွတ်ဆိုပြီးသူကသူဖောက်သွားတယ်အဲ့အဖွားကလုံးဝစိတ်မရှိတော့ဘူးကိုယ့်ရဲ့ပုံစံကိုကြည့်တဲ့ချိန်မှာလည်းဖီအားကတော်တော်ကိုများနေပြီးတော့ချွေးပေါက်တွေကိုကြာနေပြီပေါ့နော်အဲ့ဒါဆိုတဲ့ခါကျဇောချွေးပြန်လာလားအဲ့လိုဖြစ်နေပြီဆိုတော့လေ तू ကမြင်တဲ့ခါကျတော့ तू ကိုယ်တိုင်ပဲဇွတ်ကနေဆိုပြီးဖောက်လိုက်တာ तू ဖောက်လိုက်တဲ့အချိန်ကျတော့မှသူကလုံးဝကိုဘယ်လိုပြောရင်ကောင်းမလဲပုံမှန်လိုပဲပေါ့နော်ဇက်မဟုတ်တော့ဘဲနဲ့ရှော့ရှူနဲ့အများကြီးထွက်တာပေါ့နော်အလုံးပြီးသွားတဲ့ခါကျတော့ဂျပန်ထုံးစံအတိုင်းပေါ့နော်ပင်မန်းတော့ပါပြီးစူးစမ်းခဲ့ပါတယ်ဘာညာဆိုပြီးလက်မှာပလတ်စတာပဲကတ်တာပေါ့နော်သူအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာကိုဟာကောင်တွေလည်း6လိုက်အားလုံးကလည်း6ကတ်နေပြီအဲ့မှာဒီတစ်ခွက်လောက်တောက်လို့ရမလားဆိုတော့လည်းဘာမှလည်းပြန်မဖြစ်ဘူးအဲ့တူနာပြူကိုတိုင်းကိုကလည်းသူလည်းစိတ်ဖိစီးမှုတွေတော်တော်များနေမှာပေါ့နော်အဲ့ဒါဆိုတော့ကိုပြောရည်လည်းသူမကြားတော့ဘူးမကြားဘဲနဲ့ကိုကိုပဲကြည်ပြီးတဲ့ခါကျတော့ဟိုကတဲ့ချွေးတွေအများကြီးထွက်နေပြီးတဲ့တ िश ူးယူပေးမယ်ပေါ့နော်တုတ်လိုက်အောင်ဘာညာပေါ့နော်အဲ့ချိန်မှကိုကနေပြီးတော့အဲ့တ िश ူးမဟုတ်ဘူးလို့အခုဟာလို့နည်းနည်းထူးဆန်းနေရလို့ခံစားချက်ကြီးရလို့အန်လဲအန်ကျင်တယ်ပေါ့နော်မျက်လုံးတွေကလည်းပြားနေပြီလို့တမျိုးယူရဲလို့ပြောလိုက်တဲ့ခါကျသူတို့ကနေပြီးတော့ပြာသွားကြခဏလောက်အနားယူလိုက်တဲ့9မိနစ်လောက်လဲပြီးသွားလို့ရှိရင်အဆင်ပြေသွားမှာဘာညာဆိုပြီးတော့အဲ့လိုမျိုးကိုတွဲပြီးတော့သူကပို့ကြတာကိုကဂရင်မော်ပက်လက်လေးဖြစ်သွားတဲ့အချိန်ကျတော့သူကတ िश ူးတွေပါယူလာပေးပြီးတဲ့ခါကျတော့ဝါလို့ mask ချွတ်လို့ရလားလို့စေးုံဆိုတော့ mask ကတက်ရတယ်ကွယ်ချွတ်လို့ရလားဘာညာခွင်တောင်းယူမှာချွတ်ရပါတော့အဲ့ဆို mask ချွတ်လို့ရလားဆိုတော့ချွတ်လိုက်တယ်ဘာမှဖြစ်ဘူးတဲ့အဲ့ဆို mask တွေပါရောမျက်မှန်တွေရောကုန်ချွတ်ပြီးချွေးတွေတုတ် तू ကလည်းအရန်ကိုစိတ်ပူနေတာကြီး तू လုံးလိုက်တဲ့သဘောမျိုးဖြစ်သွားပါတော့အဲ့ဆိုတဲ့ခါကျ तू ကလည်းဘေးကနေပြီးတော့လာပြီးတော့လေးပါလေးခက်ကိုကသူ့အာယုံမရောက်ဘူးဒါပေမဲ့နားထဲမှာကြားနေရတာအဲ့လိုတောင်းမတဲ့ရန်ပင်ပန်းသွားပြီပေါ့နော်အချိန်တွေအရန်ကြာသွားလို့အဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်ညာဖြစ်တယ်အိုးဘေးနားလေးမှာ तू တောင်းမှန်နေတာအဲ့လိုမတက်ကြီးကိုကလည်းတောင်းမှန်တာမခံချင်ပါဘူးအဲ့လိုအဓိကတက်တာသွားဖို့ပဲလူတာလေဟုတ်တယ်မလားအဲ့ကလေးပေါ်မှာ9မိနစ်10မိနစ်လောက်ပက်လက်ကြီးနေရတာပေါ့နော်အဲ့ချိန်မှာသူတို့ပြောတာကြီးလဲကိုကကြားနေရတာသူရာပြီးဖွားသူ့ကိုမပြောလဲဆိုတဲ့ခါကျတော့ဒါလေတဲ့အတွေ့အကြုံပဲပေါ့တဲ့ဒီလိုမျိုးကနေတစင်ပညာတွေယူရတာပဲတဲ့နောက်ခါဆိုလို့ရှိရင်တဲ့ဒီလိုမျိုးခြေနေဆိုလို့ရှိရင်လက်ကိုဘလို့ထားမှလဲဘလို့နီးစနစ်တွေသုံးမှလဲဆိုတာဟုတ်တဲ့စဉ်းစားတတ်ဖို့အတွက်တဲ့အတွေ့အခေါ်တွေရသွားတာပေါ့ဆိုပြီးတော့သူ့ကိုအဲ့လိုစူတာမဟုတ်ဘဲနဲ့စုံမနေတဲ့အတန်ပေါ့နော်အဲ့ဒါကိုကြားလိုက်ရနော်ကိုကလည်းသူ့ကိုအပြစ်တင်မှုစိတ်ကူးတော့မရှိပါဘူးဘူးမဆိုအဲ့လိုမျိုးလွဲတတ်တာပဲလေဟုတ်တယ်မလားဒါပေမဲ့ခံရခဲ့တဲ့အတွေ့အကြုံတော့ဖြစ်တာပေါ့နော်ကိုလည်း9မိနစ်10မိနစ်လောက်နေပြီးတော့ဂရင်ဘောကလည်းထားရောသူကနေပြီးတော့ပြပြတလဲလာပြီးခါကျတော့အဲ့လိုသူ့မျက်နှာလေးကိုကြည့်လိုက်တော့လေတကယ်ကိုဇီးရွက်လောင်းနဲ့ဘယ်လိုပြောရင်ကောင်းမှလဲတနာစရာလေးပေါ့နော်မျက်ရည်လေးဝိုင်းနေတဲ့ခါကျကိုကလည်းအဲ့လိုမျိုးတနာသွားပေါ့နော်တနာသွားတဲ့ခါကျတော့အစင်ပြေရဲ့လားတယ်ဘာဖြစ်သေးတယ်ပေါ့နော်ဘယ်လိုခံစားနေရသေးလဲဆိုတော့ကိုကလည်းရပြီလို့အစင်ပြေသွားပြီလို့ဘာမှမဖြစ်ဘူးလို့ဒီတိုင်းပဲအဲ့လိုမျိုးဖြစ်တတ်ပါတယ်ဘာညာပေါ့အဲ့လိုမျိုးပြောပြီးတဲ့ခါကျတော့သွားရအောင်ဆိုပြီးတွဲပြီးတော့ပို့တာငါရည်ချင်းတာရပြီလို့အခုကျမ်းမာသွားပြီလို့မတွဲနဲ့တော့ကိုကတော့ရှောက်နိုင်တယ်လို့ပြောလိုက်တာပေါ့နော်အဲ့ချိန်ကျတော့အင်းနဲ့ဟုတ်ပြီတဲ့ကျေးဇူးတင်ပါတယ်ဘာညာဆိုပြီးတော့သူကနေပြီးတော့သူ့နေရာသူပြန်သွားရောပေါ့နော်နောက်ထပ်တစ်ခုကိုစစ်ဆေးဖို့အတွက်စောင့်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာကိုကတွေးမိသွားတာကြီးဒီသွေးစစ်တဲ့နေရာနဲ့မျက်လုံးအမြင်အာရုံတို့ဘာလို့စစ်တဲ့နေရာအဲ့လိုမြင်းနေရတာပေါ့နော်အဲ့လိုမျက်စောင်းတို့လေးအဲ့အမြင်အာရုံစစ်နေတဲ့အချိန်မှာအဲ့ဂရီးပေါ်မှာကောင်မလေးတယောက်ပက်လက်လှမ်းနေတာတွေးလိုက်တယ်အဲ့ကောင်မလေးကလည်းကိုယ်သွေးဖောက်တဲ့တူနာယူရဲ့ကောင်တာထွက်သွားတဲ့ကောင်မလေးပဲပေါ့နော်အဲ့ချိန်ကျမှ
တွေးမိတာကောင်တာထွက်တဲ့လူ9ယောက်မှာ2ယောက်လောက်ကထိုင်းနေရတယ်ဆိုကြတဲ့ကိုကတော့နာပြုရမကျွမ်းကျင်မှုဖြစ်နိုင်တဲ့အခြေအနေကပုံများလောက်တယ်ထင်တယ်ဆိုပြီးတော့တွေးမိရပါတော့သူရပြင်မြင်တာဝါကြီးကလည်းအတွေ့အကြုံနေနဲ့ဖြတ်တန်းရတာဆိုတဲ့ခါကျတော့သွေးဖောက်တဲ့အချိန်မှာလည်းခက်ခဲတဲ့အတွေ့အကြုံခံစားဘူးတာပေါ့နော်ဒါမဲ့လည်းနောက်ထပ်6လတစ်နှစ်လောက်တော့နည်းနည်း trauma ရသွားပြီသွေးဖောက်ချင်တော့သွေးဖောက်ရတော့အဲ့လိုမျိုးတော့ဖြစ်တာပေါ့နော်ပြောရမယ်ဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံကတော့အဲ့ဒါပါပဲနောက်မှပြန်တွေ့ရမယ်တတာဟာ